ဒီ3နှစ်အတွင်းမှာရှင်ရဲ့နန်းတော်ကိုကျမကူညီထိန်းသိမ်းပေးမယ်ရှင်ရဲ့ဂုဏ်သိက္ခာကိုလည်းကျမစောင့်ရှောက်ပေးမယ်3နှစ်ပြည့်ရင်တော့ကျမကိုလွတ်လပ်ခွင့်ပေးပြီးအိမ်ရှိမင်းသမီးအဖြစ်ကနေစွန့်ခွာခွင့်ပေးရမယ်ဆိုပြီးပြတ်သားတဲ့အပေးအယူတစ်ခုကိုလုပ်လိုက်ပါတယ်မင်းသားကြီးကလည်းစိန်ခေါ်မှုကိုသဘောကျတယ်လို့နဲ့ကောင်းပြီလို့လက်ခံလိုက်ပြီးသူတို့နှစ်ဦးလက်ချင်းရိုက်ကဂတိပြုလိုက်ကြတဲ့အခိုက်အတန့်ကတော့တကယ်ကိုရင်ခုန်စရာပါပဲနောက်တနေ့မနက်ခင်းမှာတော့မင်းသမီးလေးဟာအပြာနုရောင်ဝတ်စုံလေးနဲ့နန်းတော်ရဲ့စာကြည့်ဆောင်တဲ့ကိုရောက်လာပါတယ်။သူမဟာတာမန်မင်းကလေးတစ်ယောက်မဟုတ်ပဲကုန်တယ်မျိုးရိုးကဆင်းသက်လာသူပြီးစည်ရင်စရာတွေမှာအရန်ကိုကျွမ်းကျင်သူပါ။နန်းတော်ရဲ့အိမ်တော်ထိန်းကစည်ရင်စာအုပ်တွေကိုလာပြတဲ့အခါမင်းသမီးလေးဟာစာမျက်နှာတွေကိုအသေးချာလှန်တော့ကြည့်ရှုနေပါတယ်။အိမ်တော်ထိန်းကတော့မင်းသားကြီးကအမြဲနေမကောင်းဖြစ်နေတော့နန်းတော်ရဲ့အသုံးစရိတ်တွေကအရန်များနေတာပါဆိုပြီးစင်ကြေပေးဖို့ကြိုးစားနေတာပေါ့။ဒါပေမဲ့မင်းသမီးလေးကမာယာတွေကိုချက်ချင်းရိပ်မိသွားပါတယ်။သူမကစည်ရင်စာအုပ်ကိုဝုန်းခနဲ့ပိတ်ချလိုက်ပြီး3လပိုင်းမှာဝယ်ထားတဲ့တောင်တီကြားမြင့်ပြင်စိမ်းတစ်ချက်သားကို90တောင်မြို့တော်မှာအကောင်းဆုံးဆိုတဲ့တောင်တီကြားမြစ်တောင်ဒီလောက်ဈေးမရှိဘူးလို့အချက်ကြထောက်ပြလိုက်ပါတယ်။အိမ်တော်ထိန်းကမျက်နှာတွေပြတ်သွားပြီးဒါကမင်းသားကြီးအသက်ဆက်ဖို့အတွက်အထူးဝယ်ထားရတာမို့လို့ပါလို့တုံရင်နဲ့ပြောချပါတယ်။ဒါကိုမင်းသမီးလေးကမျက်လုံးချင်းစုံအောင်ကြည့်ပြီးပိုးထွက်လာတဲ့ပတ်စံတွေကဘသူအိတ်ထဲရောက်သွားတာလဲလို့မေးခွန်းထုတ်လိုက်တဲ့အခါအိမ်တော်ထိန်းတယောက်ဒူးထောက်ပြီးတောင်းပန်ရပါတော့တယ်။နောက်ဆုံးမှာတော့မင်းသမီးလေးကကနန်းပေါင်းဆက် The Bikers ကိုတောက်ခနဲ့မြေအောင်ခောက်လိုက်ပြီးဒီနန်းတော်တွေကစီမံခန့်ခွဲသူတွေအကုန်လုံးကိုခေါ်ခဲ့ဒီနေ့ကစပြီးနန်းတော်ရဲ့စည်ရင်စရာအသုံးစရိတ်အားလုံးကိုငါကိုယ်တိုင်တာဝန်ယူမယ်လို့အမိန့်ပေးလိုက်ပါတော့တယ်။